ဒီလိုမြင်တာနဲ့လုံးဝကြော်မသွားနဲ့အဆုံးထိကြည့်သွားပြီဘာလို့ဆိုတကယ်လို့ကြော်သွားတယ်ဆိုလို့ရှိရင်တော့နောင်လိုက်ရမှာသိကြနော်ဘာလို့လဲဆိုတဲ့အခါကျတော့အမကနေချစ်သူများနေအတွက်ပေါ့နော်လက်ဆောင်လေးပေးခြင်းလို့ပါလက်ဆောင်ကဘယ်လိုမျိုးလက်ဆောင်လဲဆိုတော့ဒီ3ရက်2လ2026ကနေပြီးတော့မှ14ရက်2လ2026ပေါ့နော်အဲ့ဒီနေ့အထိအဲ့ဒီနေ့အတွင်းဝယ်ယူတဲ့သူမှန်သမျှကိုတစုံကနေစပြီးတော့မှလက်ကားစင်းနဲ့ပေးမှဖြစ်ပါတယ်နော်အဲ့တော့တစုံကနေစပြီးတော့မှလက်ကားစေးနဲ့ပေးမှဖြစ်တဲ့ကြောင့်မို့လို့ဝယ်ဝတ်ချင်တဲ့သူတွေဆိုလို့ရှိရင်လည်းလုံးဝအဆင်ပြေတယ်ဈေးတက်တာလေးနဲ့တန်တန်လေးနဲ့ရမှာအမကဗါလေကိုဒီအမမရှိတဲ့ဟာတွေကအသားမကောင်းလို့လားချို့သားမကောင်းလို့လားလုံးဝမဟုတ်ပါဘူးအမကတမင်တက်ပေးခြင်းလို့ပေးတာပါအယောင်လေးတွေကကျတော့ချို့ကစုံတာလေးလည်းရှိတယ်မစုံတာလေးလည်းရှိတယ်ပေါ့နော်အဲ့တော့ဝယ်ဝတ်ချင်တဲ့သူလေးဆိုလို့ရှိရင်လည်းဈေးတက်တာလေးနဲ့ဒီအတွင်းမှာဝယ်လိုက်လို့ရှိရင်တက်တာလေးနဲ့ရအောင်ဆိုပြီးတော့အမကတီးတဲ့လုပ်ပေးတာပေါ့နော်အမရဲ့ customer လေးတို့ချစ်လို့လုပ်ပေးတာပါအဲ့တော့အမရဲ့ page တဲ့ဝင်ပြီးတော့မှအဲ့ဒီတဲကကြိုက်တဲ့ဟာလေးကို screenshot ရိုက်ပြီးတော့မှအမရဲ့ Viber မှာဖြစ်ဖြစ်TikTok CB မှာဖြစ်ဖြစ်ပေါ့နော်ဈေးလေးကကျတော့အဲ့လိုပဲ CB မှာဖြစ်ဖြစ် Viber မှာဖြစ်ဖြစ်လာပြီးတော့မှမေးပေးပါဒီမှာကြားတဲ့ခါကျတော့အထည်ကတမျိုးနဲ့တမျိုးကြတော့ပုံစံလည်းမတူဘူးဈေးနှုန်းလေးလည်းမတူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမကပြောရတာနည်းနည်းအခက်အခဲရှိတယ်ပေါ့နော်ဈေးလေးကကျတော့လေအဲ့ဒါကြောင့်မို့လို့သိချင်တယ်ဆိုလို့ရှိရင်အမရဲ့အဲ့လိုချင်တဲ့ပုံလေးကို screenshot ရိုက်ပြီးတော့မှအမရဲ့ Viber မှာဖြစ်ဖြစ်TikTok CB မှာဖြစ်ဖြစ်လာပြီးတော့မှမေးလို့ရပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်